ပတ်စံမဲရှာပါငါခေါင်းထဲမှာပတ်စံမဲရှိနေတာဟာငါဘေးနာလူတွေကိုမျက်နှာမငယ်စေချင်လို့ပါပြင်းနေဖို့အချိန်မရှိဘူးငါရဲ့အနာဂတ်ကငါ့ကိုစောင့်နေတယ်ပတ်စံကိုယူယူမူမူရှာပါအဲ့ဒါမှမင်းလို့ခြင်းတဲ့လွတ်လပ်ခွင့်ကိုမင်းဝယ်နိုင်မှာပါမနဲ့မျက်စိဖွင့်တာနဲ့ဝင်ငွေအကြောင်းကိုမစင်စားမိရင်မင်းဟာမင်းရဲ့လူငယ်ဘဝကိုဖြုံးသိမ်းနေတာပဲအလုတ်စူးစားတဲ့ယောက်ျားတစ်ယောက်ရဲ့ညစာဟာဘာဟင်းနဲ့စားစားအရတာရှိပါတယ်